မှာတော့ထားခဲ့တာကျွန်တော်တို့လည်းအပြင်သွားတာပတ်ပေါက်တို့ရင်သွားတာလေးဆိုင်ကင်းနဲ့ဒီမှာပြန်လာတော့ဒီမှာကားကြည့်လိုက်တော့ဟိုဟာဖြစ်နေတယ်ဒီမှာတနက်လမ်းမှန်တာထင်တယ်ဒီမှာကားမှန်တော့ဒီလိုတော့ဖြစ်သွားတယ်ဆရာကြီးအောက်မှာကြာတယ်အဲ့ရှိမှာတော့ဒီကျိုးတကြိုးနှစ်ကျိုးတော့ပြတ်တာတွေ့တယ်ဒီကောင်ဘလို့မှန်တာလဲဒီမှာတော့ဒါမှန်တဲ့နေရာထင်တယ်တော်ရစီတိုင်ကြီးမထိလို့လေစီတိုင်ကြီးဒီကောင်ကကျတော့အထဲတော့မပေါက်ဘူးအထဲကြီးတော့မပေါက်ဒီမှာတော့အရာလေးတော့ဖြစ်သွားတယ်အဲ့လိုဖြစ်သွားတယ်အိမ်ပြန်ရောက်လာတာဝင်ချင်းလားဟိုပပောက်တို့အိမ်ကနေပြန်လာပြီးတော့မှဒီလိုတွေးလိုက်ရတာပဲ